အဲ့ဒါလို့သိခံခြင်းအပြုံးမပြည့်ဒေါသမထွက်ဖဲဒီလိုဒေါသကိုချုပ်တီးဆောင်စည်းခြင်းဟာဘဝစတိုင်းမှာရုပ်အစဉ်လှပခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဘယ်လိုပဲပြောစိတ်မဆိုးဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်မြေကြီးဟာဘယ်သူကပဲတူးဆွမြေကြီးကတုံ့ပြန်မှုမလုပ်ဘူးတဲ့ပထဝီသမစိတ်လို့ဆိုတာမြေကြီးနဲ့အလားတရံတူတဲ့စိတ်တုံ့လှုပ်ခြင်းမရှိဘူးထို့တူပဲရေဟာလည်းပဲဘယ်သူကပဲရေကိုမီးဘူးတိုက်မီးရှို့ရေဟာလည်းပဲတုံ့ပြန်ခြင်းမရှိဘူးလေဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးမီးဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့စိတ်ဟာမြေကြီးပမာတုံ့ပြန်မှုမရှိအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတာနော်ဘယ်လိုပဲကိုယ့်ကိုလာပြီးတော့ပြောစိတ်မဆိုးအောင်ကျင့်ရမယ်စိတ်မဆိုးအောင်နေရမယ်ဒါဖြင့်စိတ်မဆိုးအောင်နေဖို့အတွက်အတွေးတစ်ခုတော့ရှိရလိုက်အတွေးမရှိဘဲနဲ့စိတ်မဆိုးအောင်နေလို့မဖြစ်နိုင်ဘူးပေါ့ဘာနဲ့ခုခံမလဲမေတ္တာနဲ့ခုခံရင်ခုခံသို့မဟုတ်ခန္တီဆိုတဲ့တရားနဲ့ခုခံရင်ခုခံခန္တီဆိုတာကိုဘုန်းကြီးတို့တွေတလွဲနားလည်နေကြတာရှိသေးတယ်နော်ပြန်မပြောဘူးငုံခမ်းနေတဲ့ကိုခန္တီလို့ဒီလိုထင်တယ်မဟုတ်ဘူးခန္တီရဲ့သဘောကပင်ကိုယ်စိတ်အခြေအနေမပြတ်အောင်ထိန်းထားနိုင်တာကိုခန္တီလို့ခေါ်တယ်ပင်ကိုယ်စိတ်အခြေအနေဆိုတာလူတယောက်ကကိုယ့်ကိုမစော်ကားခင်တုန်းကကြည်လင်ပြီးတော့ငြိမ်းချမ်းနေတဲ့စိတ်ကလေးလားစော်ကားတဲ့အချိန်မှာအဲ့ဒီစိတ်ကလေးမပြောက်အောင်ထိန်းတာကိုခန္တီလို့ပြောတာအခုခန္တီဆိုတာကပြန်မပြောတာသာရှိတယ်ရင်ထဲမှာဘလောင်ဆူနေတယ်အဲ့ဒီရင်ထဲကဘလောင်ဆူနေတယ်မကြေမနက်ဟုတ်လားပြန်မပြောရဲလို့သို့မဟုတ်ပြန်မပြောခြင်းလို့ချိတ်မိတ်ပြီးတော့ရင်ထဲနော်နေပူလို့ဆိုပြီးတော့စိတ်ဆိုးပြီးတော့နေကိုကြိတ်သေးတယ်ဒီလိုကလည်းရှိသေးတယ်နော်ဘုန်းကြီးတို့ငယ်ငယ်တော့ကြားဘူးတယ်တခါကြီးတယောက်မန္တဆင်တော့လေရတိုက်လိုက်မန္တဆင်လေးကမချီရခင်ပြုတ်ထွက်သွားလိုက်ကြာတော့စိတ်ဆိုးတော့အနာရရှိတဲ့ဓမ္မနဲ့လေကိုထရန်အထာဏကောပလို့ခေါ်တယ်လေနဲ့လည်းရာဖြစ်တာပဲလူကတခါကြီးတယောက်ကတော့မြေကျောင်းမှာနေတာကိုပညာကိုဆန်တက်တဲ့အခါကျတော့လေတိုက်လို့ရှိရင်ရွက်ကလေးထောင်ဆန်တက်သက်တာတယ်အသာလေးပက်တဲ့လေးနဲ့နောက်ကနေပြီးတော့ချိတ်ပြီးအသာလေးလိုက်သွားလူကသက်တာအဲ့လိုမဟုတ်ဘူးမြေရည်စည်းကလည်းတန်တယ်လေကလည်းမတိုက်ဘူးဆိုတဲ့အခါကျတော့ဘာလို့ရတော့ကုန်းပေါ်တက်ကျိုးနဲ့လှေဥကိုချီပြီးတော့လှေကြီးကိုဆွဲသွားလော်တက်လို့မရဘူးကျိုးနဲ့ဆွဲပြီးတော့ကဘာတစ်လျှောက်လုံးကုန်းယုံပြီးတော့အဲ့ဒါသွားအဲ့ဒါလိုနီးနဲ့ဆန်းလာတာရွာနာရောက်ပြီဆိုတော့လေကဖြူဖြူနဲ့တိုက်လာတဲ့အခါကျတော့စိတ်တူလာတယ်ပေါ့ငါတလန်းလုံးဒီလေကိုမျောလာတာမတိုက်ဘူးခုမှတိုက်ရကောင်းလားလို့ဆိုပြီးတော့ရွက်ထောင်ပြီးတော့ရွာကျော်ဆန်တက်သွားတယ်ခုမှတိုက်တာကဲတိုက်ဆန်းဟာဆိုပြီးတော့ရွာကျော်ရွက်တိုက်ဆိုတာအဲ့ဒါပြောတာပဲစိတ်တူပုံကြီးပြောပါတယ်လူတွေကအဲ့ဒါလိုပဲအမျိုးမျိုးစိတ်တူတယ်အဲ့ဒါမျိုးကြတော့အထာဏကောပလို့ခေါ်တယ်အကြောင်းမဲ့စိတ်တူတာဒေါသဆိုတာအမျိုးမျိုးပဲနော်ဘယ်ဒေါသပဲဖြစ်ရင်နဲ့နှလုံးထဲဖြစ်လာလို့ရှင်အမုန်းတရားနဲ့တဘာဝကိုဖျက်ဆီးထက်တဲ့ဒေါသမျိုးဖြစ်သည့်အတွက်ကြောင့်အယုတ်ဆိုးကြီးတန့်စေတတ်တာကြီးပဲကုန်အဲ့ဒီဒေါသတရားတွေကိုမေတ္တာနဲ့ဖယ်ရှားပြစ်နိုင်မှမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်အရာရာကိုအဲ့ဒါသိခံခွင့်လွှတ်ခြင်းမရှိဘူးဆိုလို့ရှိရင်ဒေါသတရားမိမိတို့တဏ္ဍာမှာဖြစ်လာမှာပဲဖြစ်လာလို့ရှိရင်ဒုဒေါသကဖန်တီးလိုက်တဲ့ဘဝရုပ်ပုံလွှာသည်အယုတ်ဆိုးအကြီးတန်တာတွေဖြစ်လာတယ်
မြတ်စွာဘုရားကမာလိကမိဘုရားကြီးရဲ့မိဂုံးမာလိကမိဘုရားကြီးကဘာကြောင့်ရုပ်ဆိုးတယ်ဆိုတာ သူ့ဘဝသူ့အကြောင်းကို तू သိကျင်လို့မေးတာမေးတော့ तू သဘောပေါက်သွားတယ်ဒါဖြင့်ဘဝရောက်လာတဲ့အခါမှာဆင်းရဲမွဲတေဆင်းရဲမွဲတေတာတို့ဟုတ်လားအယုတ်ဆိုးကြည်တန်တယ်အယုတ်ဆိုးကြည်တန်တာပြောပြီးတဲ့အခါဘာပြောမလို့ဆိုရင်လှတာပတာကြတော့ရောအကြောင်းမဲ့လားသူကသူလှလာတာလားလို့ဆိုမဟုတ်ဘူးလှတာကဘာကြောင့်လှတော့ဆိုလို့ရှိရင်စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်တဲ့စိတ်မဆိုးတတ်ဘူးဒေါသဖြစ်เสียတွေ့ပြီမဲ့လို့ तू ကသိခံခြင်းခွင့်လွှတ်ခြင်းအပြုံးမပြတ်နေထိုင်ခြင်းတစ်ဖက်သားကအဲ့ဒါလို့အပြုံးမပြတ်နေပို့ပြီးတော့စိတ်ကတိုးလာတတ်သေးတယ်နော်သူ့ကိုမထီမဲ့မြင်လုပ်တယ်လို့ထင်ကောင်းထင်သေးတယ်အဲ့ဒါမျိုးဒါကတော့အလိုထင်ပေါ့ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်တော့အကောင်းဆုံးပဲအဲ့ဒါလို့သိခံခြင်းအပြုံးမပြတ်ဒေါသမထွက်ဖဲဒီလိုဒေါသကိုချုပ်တီးဆောင်စည်းခြင်းဟာဘဝစတိုင်းမှာရုပ်အစင်းလှပခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဘယ်လိုပဲပြောစိတ်မဆိုးဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်မြေကြီးဟာဘယ်သူကပဲတူးဆွမြေကြီးကတုံ့ပြန်မှုမလုပ်ဘူးတဲ့ပထဝီသမစိတ်လို့ဆိုတာမြေကြီးနဲ့အလားတရံတူတဲ့စိတ်တုံ့လှုပ်ခြင်းမရှိဘူးထို့တူပဲရေဟာလည်းပဲဘယ်သူကပဲရေကိုမီးဘူးတိုက်မီးရှို့ရေဟာလည်းပဲတုံ့ပြန်ခြင်းမရှိဘူးလေဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးမီးဟာလည်းထို့တူပဲတုံ့ပြန်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့စိတ်ဟာမြေကြီးပမာတုံ့ပြန်မှုမရှိအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတာနော်ဘယ်လိုပဲကိုယ့်ကိုလာပြီးတော့ပြောစိတ်မဆိုးအောင်ကျင့်ရမယ်စိတ်မဆိုးအောင်နေရမယ်ဒါဖြင့်စိတ်မဆိုးအောင်နေဖို့အတွက်အတွေးတစ်ခုတော့ရှိရလိုက်အတွေးမရှိဘဲနဲ့စိတ်မဆိုးအောင်နေလို့မဖြစ်နိုင်ဘူးပေါ့ဘာနဲ့ခုခံမလဲမေတ္တာနဲ့ခုခံရင်ခုခံသို့မဟုတ်ခန္တီဆိုတဲ့တရားနဲ့ခုခံရင်ခုခံခန္တီဆိုတာကိုဘုန်းကြီးတို့တွေတလွဲနားလည်နေကြတာရှိသေးတယ်နော်ပြန်မပြောဘူးငုံခံနေတယ်ကိုခန္တီလို့ဒီလိုထင်တယ်မဟုတ်ဘူးခန္တီရဲ့သဘောကပင်ကိုယ်စိတ်အခြေအနေမပြတ်အောင်ထိန်းထားနိုင်တာကိုခန္တီလို့ခေါ်တယ်ပင်ကိုယ်စိတ်အခြေအနေဆိုတာလူတယောက်ကကိုယ့်ကိုမစော်ကားခင်တုန်းကကြည်လင်ပြီးတော့ငြိမ်းချမ်းနေတဲ့စိတ်ကလေးလားစော်ကားတဲ့အချိန်မှာအဲ့ဒီစိတ်ကလေးမပြောက်အောင်ထိန်းတာကိုခန္တီလို့ပြောတာအခုခန္တီဆိုတာကပြန်မပြောတာသာရှိတယ်ရင်ထဲမှာဘလောင်ဆူနေတယ်အဲ့ဒီရင်ထဲကဘလောင်ဆူနေတယ်မကြေမနက်ဟုတ်လားပြန်မပြောရဲလို့သို့မဟုတ်ပြန်မပြောခြင်းလို့ကြိတ်မိတ်ပြီးတော့ရင်ထဲကလှုပ်ရှားနေတာကြခန္တီမဟုတ်ဘူးတဲ့ခန္တီအစစ်မဟုတ်ဘူးအဲ့ဒါနော်အဲ့ဒါကိုလူပြောင်းတွေကအနဲ့ပြီးတော့ခန္တီစမနိုင်လို့သီးခံရခြင်း၎င်းဆိုတာအဲ့ဒီသီးခံမှုမျိုးမဆိုးလို့ဘူးနော်ခန္တီဆိုတာကိုတရားရှုဆောင်ကဒီစကလုံးအတိတ်ပဲကိုဖွင့်ဆိုတဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်ခန္တီဆိုတာစွမ်းရည်တတ္တိတစ်မျိုးကိုခေါ်တာဘယ်လိုစွမ်းရည်တတ္တိတုံးဆိုလို့ရှိရင်ပင်ကိုယ်စိတ်အခြေအနေတစ်ခုထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဒီလိုပြောတာဥပမာမယ်ဆိုတော့ရေထဲမှာခဲချလိုက်လို့ရှိရင်ရေလေးကလှုပ်ရှားသွားအဲ့ဒါခန္ဓာရည်မရှိလို့ပဲမြေကြီးပေါ်ခဲချလိုက်ရင်မြေကြီးကလှုပ်သွားရဲ့လားမလှုပ်ဘူးခန္ဓာရည်ရှိလို့ပဲအဲ့ဒါလိုပဲလှုပ်ရှားမှုမရှိတဲ့အနေအထားတစ်ခုမျိုးရောက်ကျင့်ရမယ်တဲ့ဒါခန္တီမြတ်စွာဘုရားရဲ့သိက္ခာပုံသိက္ခာနည်းလေးတစ်ခုကဒါနမူနာယူစရာလေးတစ်ခုပဲပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုလာပြီးတော့ဆဲတဲ့အခါမှာမြတ်စွာဘုရားကအသာလေးပဲနားထောင်တယ်ပုံနာကြီးဆဲလို့ပြီးပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားက
ဥပမာလေးတစ်ခုပြော